လောက်ခုကျွန်တော်ပြောသွားမှာတော့ကျွန်တော်တို့ဒီ date time formula ပေါ့လေနော် date time function တွေပေါ့date time တွေပေါ့ date time တွေဆိုမှဘယ်နှမျိုးရှိလဲဆိုရင် local date ဆိုတာရှိတယ်ပြီးလို့ရှိရင် local time ဆိုတာရှိတယ်ပြီးလို့ရှိရင် local date time ဆိုတာရှိတယ်ပြီးလို့ရှိရင် date time formatter ဆိုပြီးတော့ရှိတယ်ပေါ့လေနော်အဲ့တော့ကျွန်တော်တို့က date time ကိုယူမယ်ဆိုလို့ရှိရင်ကျွန်တော်အရင်ဆုံးဘာလုပ်ရလဲဆိုတော့ကျွန်တော်တို့ဒီ input သွင်းပေးရတယ်ပေါ့လေနော် import import jb java.tiny time. ကျွန်တော်တို့ local date ဆိုတဲ့အရှိမယ်အဲ့ဒါမှကျွန်တော်တို့ဘာကိုယူမလဲဆိုတော့ local date ဆိုတဲ့ဥစ္စာကိုယူလိုက်တယ်ပေါ့လေနော်အဲ့တော့အဲ့လိုယူ local date ကိုယူလိုက်ပြီဆိုလို့ရှိရင်အဲ့ local date ကိုကျွန်တော်တို့ object တစ်ခုတည်ဆောက်ပေးရတယ် noc local date တဲ့ဟာတွေကိုကျွန်တော်တို့သုံးမှာဖြစ်တဲ့ local date my object bj my object ဆိုပြီးတော့တွားရတယ်ပေါ့ my object ဆိုတဲ့ဥစ္စာတွားပြီးလို့ရှိရင်ကျွန်တော်တို့က noc local date တော့ကျွန်တော်ဘာလို့လုပ်လဲဆိုရင် local date တော့ထဲမှာကျွန်တော်တို့ noun ဆိုတဲ့ဟာလေးကိုသုံးလိုက်တယ်ပေါ့ noun ဆိုတဲ့ဥစ္စာလေးကိုသုံးလိုက်တယ်ဒါလေးကိုကျွန်တော်တို့က object လို့ပဲ obj city လို့ပဲရေးလိုက်မယ်နော် object အဲ့တော့ဒီကောင်ကိုကျွန်တော်တို့ run ကြည့်မယ်နော်run ရင်ပါပေါ်မလဲဆိုတော့ကျွန်တော်တို့ system တော့ out of brain မထုတ်တာတော့ဘာမှတော့မပေါ်ဘူးအဲ့တော့အခုအချိန်ကဘယ်လောက်လဲဆိုလို့ရှိရင် s out my obj is object ပေါ့အော်ရှစ် f 2025စင်လာပိုင်း15ရက်ဖြစ်တယ်ဆိုပြီးတော့သူကပြောထားတယ်ပေါ့လေနော်အဲ့တော့ကျွန်တော်တို့အဲ့ဒီက noun ကိုပြီးသွားပြီဆိုလို့ရှိရင်ဘာလုပ်လို့ရသေးလဲပေါ့ဒီနေ့မှာကျွန်တော်တို့က local date ကိုသုံးထားတယ်ပေါ့လေနော်အဲ့တော့ဒီနေ့မှာနောက်တစ်ခုက local date ကိုမသုံး time ထဲကနေမှကျွန်တော်တို့ကြိုက်တာအကုန်လုံးယူမဲဆိုလို့ရှိရင်တာအောပေါ့ဗျာတာအောသုံးပြီး local time ဆိုတဲ့အသုံး no ပြီးရင် local tin time ဆိုတဲ့နေရာမှာ my obj ect my object tin time ဆိုတဲ့ဥစ္စာကိုသုံးတယ်ပြီးလို့ရှိရင်ကျွန်တော်တို့local time ပေါ့လေနော် nocn local tin time. noun ဆိုတဲ့ function ကိုပြန်သုံးတယ်အဲ့တော့ဒီကောင်ကိုကျွန်တော်တို့ဒီထဲမှာပြန်ထည့်ကြည့်မယ် system တော့ out of print ဆိုပြီးတော့အခုအချိန်ပဲအချိန်လဲပေါ့နော်run လိုက်တယ် run လိုက်တဲ့အချိန်မှာ23နာရီ18မိနစ်သူကအဲ့ဒါမျိုးလေးထုတ်ပြခဲ့တယ်ပေါ့လေနော်နောက်က millisecond လေးတွေအစားကုန်ပါlocal time ဆိုတဲ့အဓိပ္ပာယ်ပေါ့လေနောက်တစ်ခုကကျွန်တော်တို့ current date time ပေါ့ current date time ဆိုလို့ရှိရင်ဘာကိုသုံးရလဲဆိုလို့ရှိရင် local date time ဆိုတဲ့ကျွန်တော်တို့ bucket ကိုခေါ်သုံးရတယ်ပေါ့လေနော် nocn local date control space နဲ့windows space နဲ့control space နဲ့နှိပ်လိုက်ကျွန်တော်မြိုက်ချင်း control space နဲ့ local date time control space in my object time ပေါ့အဲ့လိုမျိုးပဲပေးလိုက်တယ်မနော်အဲ့ဆိုရင်ကျွန်တော်တို့ local nocn local date anytime local date time နဲ့ဘာကိုယူမလဲဆိုတော့ noun ကိုယူလိုက်မယ်တဲ့အဲ့ noun ကိုယူမယ်ဆိုတော့ကျွန်တော်တို့ဘာကိုထုတ်ပြမလဲဆိုလို့ရှိရင် control c control v ဒီကောင်ကိုထုတ်ပြလိုက်မယ်ပေါ့အဲ့ဆိုလို့ရှိရင် local date time ဆိုတဲ့ဥစ္စာနောက်ကအချိန်တွေလည်းအကုန်လုံးပါသွားတယ်ပေါ့လေနော်အဲ့တော့သူ့ကိုကျွန်တော်တို့အခုပြောချင်တာကဘာလဲဆိုလို့ရှိရင်သူ format ထည့်ပြီးတော့မှထုတ်လို့လည်းရတယ်ပေါ့လေနော်ဒီကောင်ကသူ့အတွက်စီcontrol v c vသူ့အတွက်ဟုတ်ပြီဒီသုံးခုကိုကျွန်တော်တို့ run လိုက်မယ်ဒါပေါ်ဟာဒါဒုတိယဟာဒါတတိယဟာဆိုပြီးသူကထုတ်သွားတယ်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ formatter ဆိုတာရှိတယ်နော် date time formatter ပေါ့အဲ့တော့ date time formatter ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဥပမာကျွန်တော်တို့သူ object တစ်ခုတည်ဆောက်လိုက်မယ်နော် locn local date anytime local date time ပြီးလို့ရှိရင် my formatter ဆိုပြီးတွားလိုက်မယ်ပေါ့ locn local date space နဲ့တွားမှာ date time my date time နဲ့ပါယူမယ်ဆိုတော့ကျွန်တော် noun အခုချိန်ကိုယူလိုက်မယ် noun ဆိုတော့အခုချိန်ကိုယူထားတာ format မပြင်ရသေးဘူးဆိုတော့ထည့်လိုက်မယ်နော်
ဆိုတာထည့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဘာကိုလုပ်မလဲဆိုလို့ရှိရင်အဲ့ဒီရလာတဲ့ဥစ္စာကိုပေါ့မဆိုရင်ဒီမှာ data တစ်ခုကိုဒီမှာကျွန်တော်ရက်စွဲတစ်ခုရောက်လာတယ်အဲ့ရက်စွဲရောက်လာတဲ့ဥစ္စာကိုဒီ data နဲ့ကျွန်တော်ဖမ်းလိုက်တာအဲ့ဖမ်းတဲ့ဟာကို format အတိုင်းကိုလိုချင်တဲ့ပုံစံတိုင်းပြန်ထုတ်ပြမှာပေါ့ထုတ်ပြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က date date tn time date time ဆိုပြီးတော့ load space နဲ့နေတယ် formatter date time formatter ဆိုပြီးတော့သူကပြတော့ load suggestion ဖြစ်သွားတယ်load suggestion ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ဘာလုပ်လဲဆိုလို့ရှိရင်သူရဲ့ package တစ်ခုလုံးမှာပေါ့ import import java anytime format format datetime format အကောင်သုံးမယ်ပေါ့အဲ့ဒါကျွန်တော်တို့အခု session ပြန်ပေးပြီးလို့တယ်ဒီ date datetime formatter datetime formatter df ပေါ့ df ဆိုတဲ့ object ကိုပြန်သုံးတယ် datetime formatter အဲ့ formatter ကဘာလုပ်လဲဆိုတော့ဒီ date anytime datetime formatter or pattern ကိုယူရမှာ or pattern ပြန်သုံးမယ်datetime formatter or pattern string ဆိုတော့ကျွန်တော်တို့ dd day month year ဆိုပြီးလေးလုံးကိုသုံးလိုက်တယ်အားပြီးလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်ရလဲဆိုလို့ရှိရင်အခုဒီ ds ထဲကိုရောက်လာတဲ့ data ရှိတယ်ပေါ့လေအဲ့ data ကိုကျွန်တော်တို့က string f format date ပြန်လုပ်လိုက်တယ် format ချတာတဲ့ date ကိုပြန်လုပ်လိုက်တယ်လေအဲ့ဒါဘယ်ရလာလဲဆိုတော့ my odt for format ကဘယ်ကိုသွားမလဲဆိုရင် df လို့စီလုပ်ပြီးဒီမှာ format ds ဆိုလိုချင်တဲ့ရက်စွဲမရောက်သေးဘူးเนาะအဲ့ဒါမှကျွန်တော်တို့ရောက်ချင်တယ်ဆိုရင် sys jam s out s out မှာကျွန်တော်တို့က f date ဆိုပြီးတော့အဲ့ဆိုရင် aft after formatting date run လိုက်တဲ့အချိန်မှာဒါကကျွန်တော်တို့ဒီအပေါ်ကဟာပေါ့လေအပေါ်က date တွေကျွန်တော်တို့လိုချင်တာ after date တိုင်းရက်စွဲတူထုတ်ပေးတာတွေက2025 12လပိုင်း15ရက်မဟုတ်ကျွန်တော်တို့မြန်မာတွေတည်တာ15ရက်12လပိုင်း2025ဆိုတော့ပြီးတယ်ဒီမှာဆိုလို့ရင်တို့ထုတ်ပေးတာ2025လည်းရှိရဆိုကျွန်တော်တို့အဲ့ဒါအဆင်မပြေဘူးအဆင်မပြေတော့ကျွန်တော်တို့ပုံစံနဲ့အဆင်ပြေအောင်ဆိုပြီးတော့ကျွန်တော်တို့က format တစ်ခုကိုတိစောက်လိုက်တယ်အဲ့ဒီ format ကဘာလဲဆိုလို့ရှိရင် local date time ဒီမှာ local date time formatter ဆိုတဲ့ဥစ္စာကိုသုံးရတယ်ပေါ့လေနော်အရင်ဆုံးကျွန်တော်တို့ကဒီမှာဒီ data date တစ်ခုကိုအရင်ယူလိုက်တာပေါ့my odd ဆိုတော့ local date time ပေါ့နော်local date time ဆိုတဲ့ဥစ္စာနဲ့အချိန်တစ်ခုကိုကျွန်တော်တို့ system out of print ဆိုပြီးတော့ထုတ်ပြလိုက်တယ်အဲ့ထုတ်ပြလိုက်တဲ့ဟာကိုကျွန်တော်တို့ဒီမှာဒါအပေါ်တက်ကြီးဒီကောင်မဆိုင်ဘူးအဲ့တော့ကျွန်တော်တို့ဒီ၃ချောင်းပဲကြည့်ရမှာဒီ date time format ကိုသုံးမယ်ဆိုလို့ရှိရင်အဲ့တော့ local date time နဲ့ my odd ပေါ့နော် my odd ဆိုတာဟိုတစ်ခုကိုထုတ်ပြပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ် local date time နဲ့ကနေမှာ local date နဲ့အချိန်တစ်ခုရှိတယ်အဲ့ဒီအချိန်တစ်ခုကို date time formatter နဲ့ကနေမှာ ds ပေါ့နော် date time formatter or pattern ကိုသုံးတယ် day month year ဆိုပြီးသွားတယ်အဲ့ဒီမှာရတော့ string ဆိုပြီးတော့ ds ဆိုတဲ့ဥစ္စာတစ်ခုရှိတယ် my odd ဆိုတဲ့ local date time နဲ့အချိန်တစ်ခုရတာလေအဲ့ဒီအချိန်ကို format လုပ်မယ်တဲ့အဲ့ format လုပ်မဲ့ဥစ္စာ df ကနေသွားတယ်ပေါ့ဒီကောင်ကိုသုံးရင်လည်းရတယ်လို့စီဒီကောင်လို့ပြီးဒီကောင်သုံးရင်လည်းရနော်ဒီဒါအပေါ်ကခုနစမ်းခဲ့တဲ့၃ခုကမဆိုင်ဘူး
Click run After formatting 15 2025ကောင်ကဒါကျွန်တော်တို့ပုံမှန်အတိုင်းဆိုလို့ရှိရင်သူတို့ပေးတဲ့ date ကိုယူမယ်ဆိုလို့ရှိရင်2025 12လပိုင်းပါညာသူပြီးတော့တခြားဟာတွေပါနေရပါကျွန်တော်တို့က15ရက်12လ2025ကိုပဲယူမယ်ဆိုဒီလိုမျိုး format တွေနဲ့သုံးရတယ်ဆိုဥစ္စာလေးကျွန်တော်အသိသိချင်းလို့ပြောပြတာဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်တစ်ခုရှိတယ်ကျွန်တော်တို့ year month day ဆိုလို့ရှိရင်ဒါမျိုးထွက်တယ်ပေါ့နော် day month year ဆိုဒီလိုမျိုးထွက်တယ် day month သုံးလို့ year ဆိုရင်စက်တင်ဘာအနေနဲ့ထွက်သွားတယ်ပေါ့ e ဆိုရင်ကျွန်တော်တို့ဂျာရေးတောက်ကြစနေတနင်္ဂနွေဆိုတာပါမယ်month ဆိုရင်သုံးလုံးဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီစာသားနဲ့ပြင်မယ်ပေါ့ day month year ဆိုအဲ့လိုမျိုးလေးကျွန်တော်ကတခါတည်းဒီ recording မှာပါသွားအောင်လို့တခါလောက်ပြပေးလိုက်တာဖြစ်ပါတယ်အားလုံးကိုဆိုလို့ရှိရင် daytime format ကိုလည်းနားလည်မယ်လို့ထင်ပါတယ်ကျွန်တော်ကျေးဇူးတင်ပါတယ်